ဒီနှစ်ကတော့အရင်နှစ်ကထက်တော့ဘယ်လိုပြောမလဲထူးခြားတာတွေတော့တွေ့ရတယ်ပေါ့နော်အထူးသဖြင့်ကင်မရာဒီ production crew ဆိုရင်သူတို့အင်္ဂလိပ်တွေကိုငှားထားတာတွေ့ရတယ်ပြီးရင်sound system တွေလည်းအင်္ဂလိပ်တွေပါပဲကျွန်တော်တာဝန်ပေးထားတာတော့ကျွန်တော် confidence ဘိုင်းပေါ့နော်ပြီးရင်သူတို့ရဲ့ stage performance သူတို့ကိုယုံကြည်မှုရှိလားသူတို့ပြုံးတဲ့ခါရောသူတို့ယုံကြည်မှုရှိနဲ့ပြုံးလားပြီးအခုဒီတော့ရင်ခုန်သေးတယ်ပေါ့နော်သူကြားနိုင်ပါစေလို့ဇမ်ခတ်ဒီညမှာပေါ့နော်ဒီဇုံမီကွန်ပီမှာ2022မှာ just ကြောင့်အနေနဲ့ပါဝင်တာပေါ့နော်ဘယ်လိုမျိုးခံစားရလဲအရင်ဆုံးဖျားသခင်ကျွန်တော်ဒီ opportunity ပေးတဲ့အတွက်ပေါ့နော်ဖျားသခင်ကကြီးတော့အရင်ဆုံးချီးမွမ်းတယ်ပေါ့နော်သူပို့ဆောင်ပေးလို့ဒီနေရာမှာဒီကျွန်တော်တို့ဇုံမီကျွန်တော်ရဲ့လူမျိုးတွေရှေ့မှာပေါ့နော်ကျွန်တော်ဒီ judge အနေနဲ့ပေါင်ခွင့်ရတာရမ်းကုန်ယူတယ်ဝမ်းလဲဝမ်းတာပါတယ်လို့ဆိုကင်မရာပဲဓာတ်ပုံတွေရိုက်တာပဲမဟုတ်ဘဲနဲ့ဒီ judge လောက်တာလဲဝါသနာပါခဲ့ရပေါ့ judge ကတော့ကျွန်တော်ကဝါသနာမတစ်ခါမပါဘူးအရင်ကလည်းကျွန်တော်လည်းအဲ့လိုပြိုင်ပွဲဝင်တာပေါ့နော် idol တွေပြိုင်ဘူးတဲ့သူတခါမှအဲ့လိုမျိုးဒီလို judge နေရာမှာရောက်ခဲ့မယ်လို့လည်းမမျှော်လင့်ဘူးပေါ့နော်အရင်တော့ဆင် idol တွေပြိုင်ဘူးတယ်ထိတ်ဆုံးမှပြုတ်တာပေါ့နော်ဒါပေမဲ့အခုချိန်မှာလွန်3-4နှစ်လဲကြာရောidol judge မဟုတ်ပေမဲ့ဒီကျွန်တော်ဖျားသခင်ခေါ်ခြင်းပေးရဒီ director ဘက်ကနေပြီးတော့ပေါ့နော်ဒီ miss ပြိုင်ပွဲမှာကျွန်တော် Mr. နဲ့ miss ပြိုင်ပွဲမှာ judge ပြိုင်ပွဲဝင်ခွင့်ပြိုင်ပွဲဝင်တယ်ဖြစ်ကုန်ပြီ judge လုပ်ခွင့်ရတာပေါ့နော်အဲ့ဒါဖြစ်တယ်ပြိုင်ဝါသနာတော့မပါပါဘူးဒါပေမဲ့ခေါ်တယ်ဆိုတော့ကြီးဝန်တာပါတယ်လို့အဲ့ဆိုရင် judge လုပ်တဲ့ဖက်မှာပေါ့နော်ဘယ်အပိုင်းကိုအဓိကထားပြီးတော့မှjudge လုပ်ရတာအမှတ်ပေးတဲ့ပုံမှာပေါ့နော် judge က3ယောက်ရှိရဆိုတော့3ယောက်ထဲက1ယောက်ပါဝင်တယ်ဆိုတော့ပေါ့နော်ဇမ်ခရာဘယ်အပိုင်းကိုကင်ပြီးတော့မှဘယ်အပိုင်းကိုအမှတ်ပေးရလဲကျွန်တော်ကိုသူတို့ပြောကျွန်တော်တာဝန်ပေးထားတာတော့ကျွန်တော် confidence ဘိုင်းပေါ့နော်ပြီးရင်သူတို့ရဲ့ stage performance သူတို့ကိုယုံကြည်မှုရှိလားသူတို့ပြုံးတဲ့ခါရောသူတို့ယုံကြည်မှုရှိနဲ့ပြုံးလားပြီးရင်သူတို့Q&A ပေါ့ question and answer မှာလည်းကျွန်တော်ပဲပေးရတာဆိုတော့သူတို့မေးခွန်းတဲ့အဖြေနဲ့သူတို့ဆက်ဆက်မှုရှိလားအဲ့ဒါတွေပေါ့နော်အဓိကတော့သူရဲ့ confidence ဘက်မှာကျွန်တော်အမှတ်ပေးရတာဖြစ်တယ်အဲ့ဆိုရင် judge လုပ်တဲ့နေရာမှာပေါ့နော်ဒီမှတ်ပေးရတဲ့နေရာမှာအားလုံးကိုပေါ့နော်အခုပါဝင်တဲ့လူတယောက်စင် miss တွေ Mr. တွေရောအမှတ်ပေးတာအားရကျဉ်းမှုရှိလားဟုတ်ကဲ့အားရကျေနပ်မှုရှိပါတယ်ကျွန်တော်စင်လဲကျွန်တော်ပေးနိုင်တယ်လို့ကျွန်တော်ဘက်ကပေးတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့တယောက်နဲ့တယောက်ကျွန်တော်ပေးတဲ့အမှတ်တွေကိုတယောက်နဲ့တယောက်မတွေ့ရကြဘူးပေါ့နော်ဆိုတော့တော်တော်နီးစပ်မှုရှိပါတယ်အခုရသွားတဲ့သူတွေပေါ့နော်ဝင်တာတွေပြီးရင်သူတို့အတွက်လည်းကျွန်တော်ဒီကနေဂုဏ်ယူတယ်လို့ပြောချင်ပါတယ်ဆိုတော်ရိုးသားမှုရှိပြီးတော့မှတကယ်မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုလို့ပြောလို့ရတယ်ပေါ့ဟုတ်ကဲ့တကယ်မှန်ကန်တယ်လို့ပြောလို့ရပါတယ်ဘတ်လိုက်တာတွေလည်းမရှိဘူးပေါ့နော်ဒီတစ်ခေါက်ကြတော့ပြီးရင်တော်တော်လေးနီးစက်တယ်အများတချို့တွေကတော့ဝေဖန်ကြတယ်ဒါပေမဲ့miss ဆိုရင်လည်းကျွန်တော်တို့ခံမှန်းထားတဲ့ထဲ3ယောက်ထဲကနေရသွားတာပေါ့နော်ပြီးရင် Mr. ဆိုရင်လည်းကျွန်တော်ခံမှန်းထားတဲ့3ယောက်ထဲကပဲရသွားတာဆိုတော့တော်တော် fair ဖြစ်ပါတယ်ဒီပွဲကိုလာရတဲ့အတွက်တန်တယ်လို့ကိုထင်လားကျွန်တော်ခါတိုင်းနှစ်တွေဟိုတော့မပြောပါတော့ဒီနှစ်အနေနဲ့ပြောရမယ်ဆိုရင်တော့တကယ် quality ရှိတဲ့နှစ်လို့မြင်ပါတယ်ပြီးရင်ကျွန်တော်တို့covid ကလည်းတပိုင်းပြီးရင်ကျွန်တော်တို့ဒီအာနာသိမ်းသွားတာလည်းတပိုင်းကြောင့်ပေါ့နော်ပွဲတွေကျွန်တော်တို့မလုပ်ဖြစ်ဘူးပေါ့ဒါပေမဲ့အခုကျမှကျွန်တော်ပွဲပြန်လုပ်တာဆိုတော့ကျွန်တော်တို့လူမျိုးတွေဘယ်လောက်ပွဲစာငတ်တယ်ဆိုတာလည်းကျွန်တော်မြင်ရတယ်ပြီးရင်performance ဘိုင်းမှာဆိုတော့ကောင်းအကုန်လုံးနိဗ္ဗာန် quality မြင့်လာတယ်လို့မြင်ရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်ရမ်းဂုဏ်ယူတယ်ကျွန်တော်တို့အမှုပညာသမားတွေအများကြီး quality တက်လာတယ်ပြီးရင်ခေါင်းဆောင်ပိုင်းတွေလည်းကျွန်တော်တို့လူငယ်တွေကဥဆောင်လာတာမြင်ရတော့ပိုလဲဝမ်းသာပါတယ်လို့ပြီးလူကြီးတွေကလည်းလူငယ်တွေဆွဲခေါ်တဲ့အတွက်လည်းကျွန်တော်တွေ့ရတဲ့အတွက်ဝမ်းသာပါတယ်သူတို့အတွက်လည်းဒီပွဲပေါ့နော်2022ဒီ combi မှာအားလုံးသုံးသွားတာတွေအားလုံးပေါ့ဒီ media lighting က live ကအစပေါ့အကုန်လုံးပေါ့နော်ဇမ်ခတ်ရဲ့အမြင်ပြီးတော့မှဇမ်ခတ်အဲ့ပုံမှာဘယ်လိုမျိုးသုံးတက်ပြီးတော့မှမြင်လဲဆိုတာအနေချင်းလေးရှင်းပြပေးပါအောင်ဟုတ်ကဲ့ကျွန်တော်ကအရင်ဆုံးပေါ့နော်ကျွန်တော်ဒီ professional ကြီးတော့မဟုတ်ပေါ့နော်ဒါပေမဲ့အခုကျွန်တော်လက်ရှိသိထားတဲ့ knowledge လောက်နဲ့ကျွန်တော်ပြောရမယ်ဆိုရင်ပေါ့နော်ဒီနှစ်ကတော့အရင်နှစ်ကထက်တော့ဘယ်လိုပြောမလဲထူးခြားတာတွေတော့တွေ့ရတယ်ပေါ့နော်အထူးသဖြင့်ကင်မရာဒီ production crew ဆိုရင်သူတို့အင်္ဂလိပ်တွေကိုငှားထားတာတွေ့ရတယ်ပြီးရင်sound system တွေလည်းအင်္ဂလိပ်တွေပါပဲတွေ့ရတယ်ထူးခြားတာပေါ့နော်ဒါ
ပြင်တခုရှိတာကြတော့ culture different ဖြစ်သွားတာပေါ့နော်ဥပမာကျွန်တော်တို့ကဒိုင်လူကြီးကစကားပြောပြီးဆိုရင်ချက်ချင်းကင်မရာမသွားတာလို့ပေါ့နော်ပြီးရင်audience ကဖြေပြန်အရှိကနေပြီးတော့မှဒီannouncer မိကုမေးတဲ့အခါaudience ကဖြေနေပြီဒါပေမဲ့ကင်မရာချက်ချင်းaudience ကိုမရိုက်ပြီးပေါ့နော်အဲ့ဒါတွေကြတော့ကျွန်တော်တို့လွဲချော်သွားတာပေါ့နော်ကျွန်တော်လိုချင်တာနဲ့ပြီးရင်တို့ကလည်းမြန်မာကေတော့အေးမီစကားနားမလဲတာလည်းပါတယ်ပေါ့နော်ဆိုတော့ဒီခါဒါမျိုးပွဲကြရင်တော့ကျွန်တော်တို့ဘာသာစကားနားလဲတဲ့သူတွေကဥဆောင်တာပဲဖြစ်လုပ်တယ်ဆိုရင်တော့ပို့ပြီးတော့မှဘယ်လိုပြောမလဲ live မှာပို့ပြီးထိရောက်မယ်လို့မြင်တယ်ပေါ့နော် live ကြည့်တဲ့သူတွေအတွက်လည်းသူတို့လည်းဒီ live ထဲမှာရောက်သွားသလိုခံစားရမယ်လို့တော့မြင်တယ်ပေါ့နော်အဲ့ဒါကျတော့ဒီကင်မရာပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြီးရင်သူတို့လည်းအများကြီးစူးစမ်းတာတွေ့ရပါတယ်သူတို့ကင်မရာရှိတဲ့လေးလုံးလောက်နဲ့ထင်တယ်သူတို့ဖြစ်အရာတက်နိုင်ဆုံးသူတို့လုပ်ပေးတယ်ပေါ့နော်အဲ့မဲ့ကျွန်တော်မြန်မာပြည်သားတွေလုပ်တယ်ဆိုရင်တော့ပို့ပြီးတော့မှတိတ်ထိရောက်မယ်လို့တော့မြင်တယ်ပေါ့နော်နောက်ပိုင်းဒီမှာဆိုရင်တော့ပြီးရင် lighting တွေလည်းကောင်းပါတယ်အဆင်ပြေပါတယ်ဒီပြဿနာကိုပေါ့နော်အဲ့ထက်ပို့ပြီးတော့မှဘယ်လိုပြောမလဲဖြည့်ရှင်းတာနောက်ပိုင်းကျအဖြူတွေကိုပဲဆက်ငါပြီးတော့ဒါမှမဟုတ်ရင်ဒီချင်းလူမျိုးကပဲဘယ်လိုပြောမလဲပူးတွဲပြီးတော့မှအလုပ်လုပ်တင့်တယ်လို့ပို့ပြီးတော့မှထင်မြင်မှုရှိလားကျွန်တော်အမြင်မှာဆိုရင်တော့ဒီအင်္ဂလိပ်တွေနဲ့လည်းတွဲလုပ်လို့ရတယ်ပြီးရင်အဓိကတော့ director မှာလိုသွားတာပေါ့နော် director ကကျွန်တော်တို့ဘာသာပြန်နဲ့သွားတယ်ဆိုရင်ကြာပြီလေဆိုတော့ live director မျိုးကြာရင်တော့ကျွန်တော်တို့အိမ်မီပဲဖြစ်ဖြစ်မြန်မာပြည်သားပေါ့နော်အဲ့လိုမျိုးဇုံမီပဲဖြစ်ဖြစ်တခုခုတည်းတော့လုပ်တင်တယ်လို့မြင်တယ်အဲ့ဒါမှပဲ तू က cameraman တွေကိုဥစားဘယ်လိုလဲdirector direct လုပ်ပေးလို့ရမှာပေါ့နော်အခု camera 1 ဘယ်အောင်ယူပါအခု camera 2 ready လုပ်ထားအဲ့ဒါမျိုးတွေပေါ့နော်ဒါကြတော့ကျွန်တော်တို့ကဘယ်ဟာပြင်းဘယ်ဟာလာမလို့ကြိုတိထားတယ်ဆိုတော့အနည်းဆုံးတော့ director လောက်မှာတော့ကျွန်တော်တို့စကားတက်တဲ့သူတော့ဖြစ်စေချင်တယ်ပေါ့နော်ပြီးရင်ဒါပေမဲ့အင်္ဂလိပ်တွေနဲ့တခုသွားရင်တော့ဈေးပိုကြီးတာပေါ့မြန်မာပြည်သားချင်းသွားတယ်ဆိုရင်တော့ဈေးတောင်ပိုနေတယ်ဒါပေမဲ့အဓိကတော့ဈေးနေတာဈေးများတာထက်စေတနာပူပါတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အိမ်မီနောက်ဆုံးတော့လေအိမ်မီနဲ့အိမ်မီပဲကျွန်တော်တို့ပံ့ပိုးပြီးတော့မှအားပေးစီချင်တယ်ပေါ့နော်အဲ့ဒါမှပဲပို့ပြီးတိုးတက်မယ်ဆိုတော့အဲ့လောက်တော့ပြောချင်ပါတယ်ဇမ်ကာအနေနဲ့3ညစက်တိုက်ပထမဒုတိယတတိယအားလုံးက fashion မတူဘူးလို့သိရတယ်ဆိုတော့ပထမညရဲ့ဒုတိယညအကုန်လုံးပေါ့နော်ဘယ်လိုမျိုး fashion တွေကိုရွေးချယ်ပြီးတော့ဝစ်စင်လဲပြီးတော့အနောက်ကနေပံ့ပိုးပြီးတော့မှအကြံပေးတဲ့သူများရှိလားဒါမှမဟုတ်ကိုယ်စိတ်ကြိုက်လားပေါ့အဲ့ဒါလေးနည်းနည်းရှင်းပြပေးပါအောင်ဟုတ်ကဲ့ဒီသူတို့သတ်မှတ်ထားတာကတော့ပထမညကတော့သူက traditional လို့ပြောတယ်ပေါ့နော်ပြီးဒုတိယညကကိုကြိုက်တယ်လို့ fashion အဲ့လိုပြောထားတာပေါ့နော်ပြီးပထမညမှာတော့ကျွန်တော်ကဒီနောက်ဆုံးတော့လဲကျွန်တော်ဒီအနီးဆက်ဆုံးပေါ့နော်ကျွန်တော်ပြေးပြီးကြည့်လို့ရမယ်Mr. Universe Miss Universe တွားကြည့်ရတာပေါ့သူတို့ဘယ်လိုတွေဝစ်ကြလဲပြီးရင်တခြားပြိုင်ပွဲဝင်တွေဘယ်လိုဒိုင်တွေဘယ်လိုဝစ်ကြလဲအရင်လေ့လာတယ်ပေါ့နော်ပြီးတော့မှကိုတွေလည်းဒီ culture နဲ့အလိုက်ဆုံးဖြစ်အောင်ဘယ်လိုဝစ်လို့ရမလဲပေါ့ပြီးရင်ခါတိုင်းနှစ်တွေနဲ့မတူအောင် judge ဆိုတော့ဘယ်လိုဝစ်လို့ရမလဲဆိုလေ့လာတယ်ပြီးတော့မှပထမညမှာတော့ကျွန်တော် suit ဝစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ zombie traditional ဒီတပတ်ကိုကျွန်တော်ခြုံလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကျတော့ဒီပုံမှန်ဥစားကို gentleman style ဝတ်လိုက်တာပေါ့နော်ပထမညကတော့အကုန်လုံးအလိုပဲဝတ်ကြတယ်ဒုတိယနေ့ကျတော့သူတို့ကကျွန်တော်တို့ free choice ပေးထားတယ် fashion ဆိုတော့ကျွန်တော်လည်းစဉ်းစားရတာပေါ့ခါတိုင်းလိုမျိုးတခြားအင်ကြီးပဲဝတ်မလားဒါပေမဲ့စွန့်စားလိုက်ရင်ကောင်းမလားပေါ့အဲ့ဒါကျွန်တော်လည်းနောက်ဆုံးဘာဖြစ် fashion ညဆိုတော့ fashion နဲ့တူအောင်ဆိုပြီးတော့မှကျွန်တော်ဆွဲကြိုးတွေ platinum တွေ daddy ပေးထားတဲ့ platinum တွေဆွဲကြိုးတွေအုတ်ထုပ်တွေဆွဲလာပြီးတော့မှကျွန်တော်လည်း crop top တွေပိုင်းနဲ့ကျွေးပလိုက်တာပေါ့နော်ဆိုတော့အဲ့ဒါလေးတော့ဥစ္စာပေါ့စွန့်စားလိုက်တာပေါ့အပြောခံရင်လည်းပြောခံပါစေပေါ့နော် fashion ကတော့လုပ်လိုက်မယ်ဆိုပြီးတော့မှဒုတိယနေ့ကတော့အဲ့လိုဖြစ်သွားတာပေါ့နော်ပြီးရင်တတိယနေ့ကတော့ဒီဝတ်စုံပေါ့ဒီနေ့ကတော့ကျွန်တော်တော့ဒိုင်တော့မဟုတ်တော့ဘူးပွဲတော့ပြီးသွားပြီပဲမဲ့ကျွန်တော်ကဒီပြိသက်အနေနဲ့ကျွန်တော်ဝတ်လာတာဖြစ်တယ်ပေါ့ဒီလိုsponsor တော့ကျွန်တော်ရဲ့အကောင်းခင်ဖခင်ပါပဲလို့သူကျွန်တော်ပေးထားတဲ့ထောက်ပံ့ပေးထားတဲ့အရာတွေနဲ့ကျွန်တော်ရွှိုင်းထားတာဖြစ်ပါတယ်ဆိုရင်ဒီပွဲကိုပေါ့နော် dash အနေနဲ့မဟုတ်ဘဲနဲ့ပရိသတ်တယောက်အနေနဲ့ကြည့်မယ်ဆိုရင်ပေါ့ဒီပွဲအားသာချက်နဲ့အားနည်းချက်ကိုပေါ့နော်ဘယ်လိုမြင်လဲပေါ့အဲ့ဒါလေးကိုကြည့်ပေးတဲ့ပရိသတ်တွေမြင်အောင်လို့မျိုးနည်းနည်းလေးပြောပြပေးပါ
ဟုတ်ကဲ့အာသာချက်လက်မြင်အားနဲ့ချက်တွေလည်းတွေ့ပါတယ်လို့အာသာချက်ဆိုရင်တော့အရင်ဆုံးပြောမယ်ဆိုရင်တော့ဒီပွဲမှာဆိုရင်ခါတိုင်းနှစ်တွေဆိုရင်လူကြီးတွေကအရန်နေရာယူတယ်သူတို့စကားတွေပြောတယ်အရှိကြီးတွေပြောတယ်လူငယ်တွေကအရန်ပြင်းကုန်တယ်အပြင်မှာရောက်တာတွေပုံများတယ်ပေါ့နော်ခါတိုင်းလှုပ်တဲ့နှစ်တွေဆိုရင်ဒါကတော့ကျွန်တော်တို့တဲ့ပြောတာပေါ့နော်တကယ်ဖြစ်ပျက်နေတာအပြင်မှာကြိုက်တယ်လို့နေကြတယ်ပေါ့နော်အဲ့လိုမျိုးတွေမြင်ရတယ်ဒါပေမဲ့ဒီနှစ်ကျတော့လူကြီးတွေလောက်စကားမပြောခင်ဗျလူငယ်တွေသူတို့လှုပ်ခွင့်ပေးတယ်မစ်စီပါလည်းတေချာပြိုင်ခွင့်ပေးတယ်ပေါ့နော်ဆိုတော့လူကြီးတွေဘက်ကနေအများကြီး short ပေးထားတာတော့မြင်ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တွေ့ရတော့1 level 1တာတယ်ပြီးနောက်တစ်ခုကတော့တွေ့နေရတယ်ပေါ့နော်အချိန်စရာဥစ္စာဖြစ်တာပေါ့နော်ဆော့ဆော့ကျွန်တော်မစနိုင်တဲ့အတွက်နောက်ကျမှပြီးတယ်ဆိုတော့ကျွန်တော်တို့မောင်းထုတ်ခံရတယ်ပေါ့နော်အဲ့မောင်းထုတ်ခံရတယ်ဆိုတော့ဒီ security ကသူတို့လည်းည7 နာရီလောက်ထိဆိုတော့သူတို့လည်းအိတ်ချင်ပြီဟိုစောင့်ပေးတဲ့သူတွေလည်းဆိုတော့သူတို့ကလည်းပြောပြီးလေပြန်ပေးပါတော့ဖြစ်ကုန်တော့ကျွန်တော်စောစောမစနိုင်ခြင်းအကျိုးတစ်ခုပေါ့နော်ပြီးနောက်တစ်ခုကတော့ဒီ program ဒီနှစ်ကအရင်အောင်များတာဆိုတော့ကျွန်တော်တို့လူတယောက်ကနိုင်ဝက်ယူဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီပွဲမှာမြင်ရတယ်ကျွန်တော်တို့လူကြီးတွေကမိုက်ကင်မချချင်တော့ဥစ္စာဒါအပြင်မှာကြားနေတဲ့စကားကျွန်တော်ပြောတာမဟုတ်နော်မိုက်ကင်မချချင်တော့လို့ပြောကြတယ်ဆိုတော့ကျွန်တော်လေ့လာတော့ဟုတ်လားပေါ့ဆိုတော့အနေနဲ့များတော့ဟုတ်ပါတယ်ဆိုတော့ကျွန်တော်လူကြီးတွေပြောတဲ့ဆုံးမစကားလည်းအရေးကြီးပါတယ်လို့ဒါပေမဲ့ကျွန်တော်တို့pandemic အတွင်းမှာထိရောက်ရောက်နေပေါ့နော်လူငယ်အဓိကတော့ကျွန်တော်တို့အကုန်လုံးလူကြီးနဲ့လူငယ်အများကြီးရှိတယ်ဆိုတော့သူတို့အကုန်လုံး9မိနစ်10မိနစ်အတွင်းမှာပေါ့နော်ဘယ်လောက်ထိရောက်နဲ့အကောင်းဆုံးကြစ်လက်နဲ့အရသာရှိနဲ့ message ပေးနိုင်မလဲဆိုလို့အဲ့လိုမျိုး quality မျိုးကျွန်တော်တို့နောက်ပိုင်းမှာချပြနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့နားထောင်တဲ့သူတွေလည်းအပြင်မထွက်တော့ဘူးပြီးရင်ရှင်းပြပြရင်ကျွန်တော်တို့နားထဲဝင်ပြီးတော့မှဟိုဘက်နားမထွက်ပဲနှလုံးသားထဲရောက်မဲ့ဥစ္စာပေါ့နော်စကားမျိုးဖြစ်စေချင်တယ်ပေါ့နော်အခုချိန်မှာတော့မြင်တဲ့အခါမှာအပြင်မှာလည်းသူ့ပွဲနဲ့သူရှိနေတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဆိုရင်တော့နာမည်ဥပေါလို့ပဲပြောလိုက်တော့မယ်ပေါ့နော်ဥပေါပွဲဆိုရင်တော်တော်စီပါတယ်လို့အပြင်မှာသူ့ဟာနဲ့သူကျွန်တော်တို့ပြန်အောင်ကြားရတယ်ပေါ့အပြင်မှာអော်နေတာပေါ့နော်ဆိုတော့ဟာသူ့ပွဲကစီလိုက်လားပေါ့ကိုရီတောင်မှထွက်ကြည့်ရမလားဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ချစ်စရာdelete လေးပါလို့ဆိုတော့နောက်ပိုင်းမှာတော့ကျွန်တော်တို့အချိန်ကိုကြစ်လစ်နဲ့ဥမာတမတ်9မိနစ်တမတ်ထိုင်9မိနစ်အတွင်းပေါ့နော်ပြောနိုင်တယ်ပြီးနောက်လူဘာလို့ဆိုနောက်လူတွေလည်းသူအချိန်နဲ့လူတိုင်းမှာသူ့အချိန်နဲ့သူပေးထားတာဆိုတော့ပေါ့နော်သူများအချိန်လည်းမခိုးမိအောင်ပေါ့နော်ကိုယ့်ဘက်ကနေလည်းကိုပေးထားတဲ့အချိန်တွေမှာအကောင်းဆုံးပေးလိုက်တယ်ဆိုရင်ပရိသတ်တွေကပြန်ပြီးနားထောင်ခြင်းဥမာဗာလဲ one more time တွေပဲပြန်ကြားရတယ်ပေါ့နော်အခုဆိုရင်အဲ့လိုမျိုးပေါ့နော်ဆိုတော့ကိုယ့်ဟာကိုအကောင်းဆုံးတင်ပြတယ်ဆိုရင်အချိန်အရှိဆွဲဆရာမလိုပါဘူးလို့ပရိသတ်တွေကပြန်တောင်းဆိုလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလူလားနဲ့ပရိသတ်ဘက်ကတောင်းတတာကိုမြင်ချင်တယ်ပေါ့နော်တချင်းဆိုတာအပိုင်းပဲဖြစ်ဖြစ်စကားပြောတာအပိုင်းပဲဖြစ်ဖြစ်ပေါ့နော်ပြီး program ပိုင်းမှာပဲဖြစ်ဖြစ်အချိန်ကိုကျွန်တော်တို့လေးစားစေချင်တယ်ပေါ့ကိုစမ်ခိုင်မနေ့ကကောင်မလေးတယောက်ကိုပန်းပေးတယ်လို့ကြားတယ်ပေါ့နော်အဲ့ဒါဟာဘယ်လိုမျိုးစိတ်ကူးနဲ့ဘယ်လိုမျိုးပတ်သက်ပြီးတော့မှပေးလိုက်တာလဲပေါ့အဲ့ဒီအကြောင်းနဲ့ပတ်သက်တယ်ဆိုရင်တော့အခုထိတောင်ရင်ခုန်သေးတယ်ပေါ့နော်သူကြားနိုင်ပါစေလို့တကယ်တော့ကျွန်တော်ပေးဖို့လုံးဝမကြံစီထားပါဘူးလို့အဲ့ဒီတော့သူတချင်းဆိုတော့ကျွန်တော်မျောနေတာပေါ့နော်တက်ပုံတော့မရိုက်လိုက်ရအောင်အဲ့နဲ့တကယ်ချင်းတယောက်ဖုန်းခေါ်တာပန်းတော့ပေးလိုက်တဲ့အဲ့နဲ့ပန်းပေးလို့မရတော့ဘူးထင်တယ်နော်လို့ဘယ်သူမှလည်းမပေးဘူးပေါ့အဲ့နဲ့ပန်းရောင်းတဲ့သူကအဲ့တော့ကြော်တော်မကြော်ညာသေးဘူးပေါ့နော်အဲ့ဒါနဲ့သူ့ကိုမေးကြည့်တဲ့သူကသွားပေးလိုက်သူဆိုတော့အဲ့နဲ့သူတို့ကလည်းဝိုင်းမြောက်ပေးတာပေါ့နော်ဆိုတော့ကျွန်တော်လည်းဝိုင်းမြောက်ပြီးတော့ထကတာပေါ့နော်စင်ပေါ်တက်သွားတာပါပြီးပန်းတော့ပေးတာပေါ့နော်အဲ့လောက်ကြီးဖြစ်သွားမယ်လို့လည်းမထင်ဘူးပေါ့နော်ဆိုတော့ဒူးတွေပါထောက်ကဘာတွေဖြစ်ကုန်မှလည်းမသိဘူးအခုထိတောင်မှကျွန်တော်ကောင်းနေပူနေတော့မဲပေါ့နော်ဒါပေမဲ့သူသိပါစေလို့အဲ့ဆိုအခုလိုမျိုးပေါ့နော်စိတ်ရှင်လက်ရှင်ဖြေချပေးတဲ့အတွက်ကိုဆောင်ခါကိုကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော်လူမျိုးပေါ့နော်ဒီတကူတကကျွန်တော်ဖော်ပြီးတော့မှအင်တာဗျူးပေးတဲ့အတွက်လည်းဒီက channel ကိုလည်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်လို့